အားလုံးပဲမင်္ဂလာပါရှင်အလံမြန်မာ YouTube Channel ရဆိုရင်တော့နေ့စဉ်အသုံးများတဲ့တရုတ်စကားတွေလုပ်ငန်းခွင်သောတရုတ်စကားတွေကိုတင်ပေးနေသော channel ဖြစ်သောကြောင့်တရုတ်စကားပြောကိုစိတ်ဝင်စားတဲ့ဆိုရင်ကျွန်မရဲ့ channel လေးကို subscribe တစ်ချက်လုပ်ပြီးအားပေးတော့ပါလို့တောင်းဆိုပါတယ်ရှင်တရုတ်စကားကိုအခုမှစလေ့လာမယ်ဆိုရင်အခြေခံအဖြစ်အခုပြောပြမယ့်စကားလုံးတွေကိုမသိမဖြစ်သိကိုသိထားရပါမယ်ရှင်အခြေခံစကားလုံးတွေကတော့ဝေါ်ဆိုတာငါကျွန်တော်ကျမလို့ပြောတာပါဝေါ်ဆိုတာငါလို့ပြောတာပါနီဆိုတာနေမင်းနီဆိုတာနေထားဆိုတာသူမထားဆိုတာသူမဝေါ်မန်ငါတို့ကျွန်တော်တို့ကျမတို့ဝေါ်မန်ငါတို့ကျွန်တော်တို့ကျမတို့နီမန်နင်တို့မင်းတို့နီမန်နင်တို့မင်းတို့ထားမန်သူတို့သူမတို့ထားမန်သူတို့သူမတို့吃စားတယ်စားတယ်不吃မစားဘူး不吃မစားဘူး喝တောက်တယ်တောက်တယ်不喝မတောက်ဘူး不喝မတောက်ဘူး去သွားတယ်သွားတယ်不去မသွားဘူး不去မသွားဘူးအဲ့ညမှာရောက်ဆိုတဲ့စကားလုံးပေါ့နော်လိုချင်တယ်လို့ခေါ်ပါတယ်ရောက်ဆိုတာလိုချင်တဲ့စကားလုံးထည့်လိုက်လို့ရှိရင်不要吃မစားခြင်းဘူး不要喝မတောက်ခြင်းဘူး不要去မသွားခြင်းဘူးလို့အဓိပ္ပာယ်ရပါတယ်ရောက်ဆိုတာလိုချင်ဘူးပေါ့နော်လိုချင်တယ်မလိုချင်ဘူးမှာသုံးလို့ရပါတယ်လိုက်လာတယ်လာတယ်ပို့လိုက်မလာဘူးပို့လိုက်မလာဘူးဝေပြန်တယ်ဝေပြန်တယ်ပို့ဝေမပြန်ဘူးပို့ဝေမပြန်ဘူးစော့လုတ်တယ်လုတ်တယ်ပူစော့မလုတ်ဘူးပူစော့မလုတ်ဘူးအဲ့ညမှာခုနလိုပဲရောက်ဆိုတဲ့စကားလုံးထည့်သုံးလို့ရပါတယ်ရောက်လိုက်လာခြင်းနဲ့ပူရောက်လိုက်မလာခြင်းဘူးရောက်ဝေပြန်ခြင်းနဲ့ပူရောက်ဝေမပြန်ခြင်းဘူးရောက်စော့လှုပ်ခြင်းနဲ့ပူရောက်စော့မလှုပ်ခြင်းဘူးသုံးလို့ရပါတယ်ခန့်ကြည့်တယ်ပုခန့်မကြည့်ဘူးပုခန့်မကြည့်ဘူးဖကြောက်တယ်ပုဖမကြောက်ဘူးပုဖမကြောက်ဘူးဝမ်းလကုန်ပြီဟိုင်းယိုကြံသေးတယ်မိုက်ရောင်းတယ်မိုက်ဝယ်တယ်ပုမိုက်မဝယ်ဘူးပုမိုက်မရောင်းဘူးကေပေးတယ်ပုကေမပေးဘူးခုနလိုပဲရောက်ဆိုတဲ့စကားလုံးထည့်ပြောလို့ရပါတယ်နော်ရောက်ဆိုတဲ့စကားလုံးထည့်လို့ရှိရင်မလိုချင်ဘူးမလုပ်ချင်ဘူးမရောင်းချင်ဘူးမဝယ်ချင်ဘူးလို့တော့ပြောပြီးတော့သုံးသွားလို့ရပါတယ်နာယူတယ်ထုံးခိုးတယ်ကွေဈေးကြီးတယ်ဖြန်ကြီးဈေးချိုတယ်စုံအလကားပေးတယ်အလကားပေးတယ်ဆိုတော့ရဲကကိုယ်အလကားပေးတယ်ပေါ့နော်他送我的ငါ့ကိုအလကားပေးတဲ့ဟာအဲ့လိုမျိုးသုံးလို့ရပါတယ်ဆုံးဆိုတာအလကားပေးတယ်လို့ပြောတာပါရောက်ကေချန်ပတ်စံပေးရတယ်ထင်းတောက်ကြားတယ်တယောက်ကကိုယ်ပြောတဲ့ခါမှာကြားတာကိုပြောတာနော်ထင်းတောက်ကြားတယ်ဟိုက်ရှိုးရှက်တယ်ဆိုတော့ဒီပြောဟိုက်ရှိုးနေမရှက်နဲ့အဲ့လိုမျိုးတနေရာမှာသုံးပါတယ်နော်ဟိုက်ရှိုးရှက်တယ်ခူးငိုတယ်ရှောက်ရည်တယ်ဆိုတာရည်စရာကိုပြောတာနော်ရည်စရာပြောတဲ့အခါမှာရည်တာကိုအဲ့ရည်တာကိုသုံးပါတယ်ဟိုကနန်းရည်တာတွေမဟုတ်ဘူးနော်ရှောက်ဆိုတာရည်တယ်လို့ပြောတာပါကြော့ဆရာထိုင်နေခြီလိုက်ထတယ်စောပြောတယ်ကြံပြောတယ်အတူတူပါပဲเนาะတချို့ကလည်းစောလို့တုံညာတယ်တချို့ကလည်းကြံလို့ပြောတယ်เนาะ你说什么你讲什么ပြောလို့ရပါတယ်နှစ်ခုလုံးသုံးလို့ရတယ်เนาะ可以ရတယ်不可以မရဘူး做好了လုပ်ပြီးပြီ还没有做မလုပ်ရသေးဘူးကြားအိမ်အဲ့ဒါကအဲ့ဒီကြားဆိုတာကလူနေတဲ့အိမ်ပေါ့နော်ယိုရှိတယ်
有ရှိတယ်没有မရှိဘူး没有မရှိဘူး钱ပတ်စံ钱ပတ်စံ想လိုချင်တယ်ရောက်လိုချင်တဲ့အတူတူပါပဲတချို့ကလည်းဒီဆန်ချစ်စမောနေရောက်ချစ်စမောနေပါစားခြင်းလဲလို့မိတာနော်ပြောလို့ရပါတယ်တချို့ကလည်းဆန်လို့သုံးပါတယ်တချို့ကလည်းရောက်လို့သုံးပါတယ်ပူဆန်မလိုချင်ဘူးပူရောက်မလိုချင်ဘူးသုံးလို့ရပါတယ်ပူဆန်ပူရောက်အတူတူပါပဲ送好了ပို့ပြီးပြီ送好了ပို့ပြီးပြီ送好了ဆိုတာပစ္စည်းတော့ပို့တာပေါ့နော်他送好了သူပစ္စည်းပို့ပြီးပြီပေါ့နော်送好了ဆိုတာပို့ပြီးပြီပြောတာပါ有空အားတယ်有空အားတယ်没有空မအားဘူး没有空မအားဘူးအလုပ်ရှုပ်နေတဲ့没空လို့လည်းသုံးပါတယ်နော်တချို့က没空没有空အတူတူပါပဲ是ဟုတ်တယ်是ဟုတ်တယ်不是မဟုတ်ဘူး不是မဟုတ်ဘူး快မြန်တယ်快မြန်တယ်慢နှေးတယ်慢နှေးတယ်这个ဒီဟာ这个ဒီဟာ那个ဟိုဟာ那个ဟိုဟာ什么ဘာလဲ什么ဘာလဲ哪里ဘယ်လဲဘယ်မှာလဲပေါ့နော်အတူတူပါပဲ哪里ဘယ်လဲဘယ်မှာလဲလုံဆောင်အပေါ်ဓာတ်လုံဆောင်အပေါ်ဓာတ်လုံ下အောက်ထပ်လုံ下အောက်ထပ်ရွှေကြောက်အိတ်တယ်ရွှေကြောက်အိတ်တယ်စင်နိုးတယ်စင်နိုးတယ်好ကောင်းတယ်好ကောင်းတယ်不好မကောင်းဘူး不好မကောင်းဘူးတွေ့မှန်တယ်တွေ့မှန်တယ်不对မမှန်ဘူး不对မမှန်ဘူးပကြီးတယ်ပကြီးတယ်小သေးတယ်小သေးတယ်多များတယ်多များတယ်少နည်းတယ်少နည်းတယ်高မြင့်တယ်高မြင့်တယ်အဲ့မြင့်တယ်ဆိုတာလေတချို့အရက်မြင့်တဲ့လူတွေရှိတယ်မလားရက်ရှိတဲ့လူတွေအဲ့ဒါကို他很高ရက်မြင့်တယ်ပေါ့နော်ပြောလို့ရပါတယ်တီးနှိမ့်တယ်တီးနှိမ့်တယ်ချမ်းရှည်တယ်ချမ်းရှည်တယ်တွမ်တူတယ်တွမ်တူတယ်